မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရဲဘော်ကိုဩပဲဖြစ်ပါတယ်နိုင်ငံရေးစနစ်တွေအကြောင်းကမ္ဘာပေါ်ကအစိုးရပုံစံတွေအကြောင်းစိတ်ဝင်စားဖို့ပါသလားကျွန်တော်တို့မြန်မာလူငယ်တွေဟာအနာဂတ်အတွက်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့နိုင်ငံရေးဘုဒ္ဓတွေပုံမူလိုအပ်နေပြီဆိုတာကိုရောသဘောတူပါသလားဒါကြောင့်မို့လို့ဒီကနေ့မှာ OO Channel ဆိုတဲ့ YouTube Channel နဲ့မိတ်ဆက်ပေးကြပါတယ်ဒီ Channel လေးဟာဘာအတွက်လဲဆိုရင်ကမ္ဘာနိုင်ငံရေးစနစ်အမျိုးမျိုးကိုရှင်းရှင်းလင်းလင်းလေ့လာဖို့အတွက်ပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံကလူငယ်တိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးကျေပြန့်တဲ့အမြင်ခိုင်မာတဲ့အသိပညာတွေပိုင်ဆိုင်နိုင်ဖို့ပါရော့ကျွန်တော် channel မှာဘာတွေညှော်လင့်လို့ရနိုင်လဲဒီမိုကရေစီဆိုတာဘာလဲဖက်ဒရယ်စနစ်ကဘယ်လိုအလုပ်လုပ်လဲဒါကြောင့်တချို့နိုင်ငံတွေမှာဒီစနစ်ကအောင်မြင်ပြီးတော့တချို့နိုင်ငံတွေမှာကြာရှုံးရလဲဆိုတာကိုနိုင်ငံတကာအတွေ့အကြုံတွေနဲ့ရှင်းပြီးပြောပြသွားမှာဖြစ်ပါတယ်တို့ဟာစနစ်တစ်ခုချင်းစီရဲ့အားသာချက်အားနည်းချက်တွေကိုလက်လိုက်မှုမရှိဘဲခွဲခြမ်းစိတ်ဖြာပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဘလို့စနစ်ကကိုယ်နိုင်ငံနဲ့ပိုပြီးတင့်တော်တယ်ဆိုတာကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်အောင်ဒီပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာထားတဲ့ knowledge တွေကိုမြန်မာနိုင်ငံရဲ့အခြေအနေလိုအပ်ချက်တွေနဲ့ဘယ်လိုဆက်ဆက်ပြီးကြည့်ရမလဲဆိုတာကိုနားလည်လွယ်တဲ့ပုံစံမျိုးနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ပုံမူသိရှိနားလည်ခြင်းတဲ့လူငယ်တိုင်းကိုဖိတ်ခေါ်ပါတယ်။ OO Channel လေးကိုခုပဲ subscribe လုပ်ပြီးကျွန်တော်တို့ရဲ့ပထမဆုံးဗီဒီယိုကိုစောင့်မျှော်ပေးပါလို့တောင်းဆိုချင်ပါတယ်။ဒီအခေါင်းလုံးလေးကိုနှိပ်ထားမယ်ဆိုရင်ဗီဒီယိုအသစ်တွေတက်လာတာနဲ့တပြိုင်နက်သိရှိနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့အထူးထူးလေ့လာရင်နိုင်ငံရေးအမြင်တွေကိုကျေပြန့်အောင်လှုပ်ဆောင်လိုက်ကြရအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်။ Peace